ရောက်လာပါပြီခုပဲရောက်လာလဲဆိုတော့မူကျူးကျွန်တော်နင်းတောင်စကိတ်စီးဖို့ရောက်လာကြတာပါစကိတ်စီးဖို့အတွက်ဒီကဲအချိန်တောင်လို့တဲတော့โอเคမိုက်တယ်မှာဟိုတယ်ကြီးညခင်းလာပြီးတဲလို့ရှင်ရမ်းမိုက်ဖြူးတွေတောင်လေးနဲ့တောင်လေးဟိုမှာတောင်လေးရင်လုံးတွိုင်းလိုက်ရင်သွားကြပါမယ်ကောင်းပြီပေါ့ဒီကိုကျက်တာပါအခုနဲ့တန်းမထားတဲ့ခေါ်သွားရကောင်းတယ်ခေါ်သွားပြီးတော့မသိရတော့မသိဘူးတော့အဲ့ဒါလက်မဝင်ပါပါလက်မဝယ်လိုက်ပါပြီရှစ်တရားတက်လက်ကြည့်တယ်ကြည့်တယ်ဘယ်လောက်ကြာလဲကြည့်လို့ရတယ်ကိုယ်တိုင်ဘယ်လောက်လဲကြည့်လို့ရတယ်ဘယ်လောက်လက်မဘယ်လောက်လဲကြည့်လို့ရတယ်အခုဆိုကျွန်တော်တို့စကိတ်တော့ထုတ်တော့မှာပါလက်မရပြီဆိုတော့ကျွန်တော်တို့စကိတ်လေးတော့ထုတ်ပါတော့မယ်ဘာစီးကြမလဲဆိုတော့အရင်ဆုံးရွေးရမယ်ကျွန်တော်တို့စကိတ်နှစ်ခုပေါ့နော်စီးပါမယ်ဖနစီးနေပါရှိရောတသားတွေဖနစီးနေကြပြီစက်ရုပ်ကြီးတိုင်းပဲလုံးဝတောက်ပြီးတော့ဖနကြီးကလေးနေစကိတ်ထုတ်ပါတယ်ခဏရင်စီးတယ်စကိတ်ထုတ်တယ်ဆိုရင်ကျွန်တော်စကိတ်ရပြီဒီမှာစတစ်ချောင်းလဲယူပြီးတော့ပါပြီဒီမှာအခုဖနက်တွေကျွန်တော်အပ်နေတာပေါ့နော်အဲ့ပြီးတော့ကျွန်တော်အပေါ်တက်ပါတော့မယ်ပြီးရင်စီးပါတော့